မြန်မာဟော်ရာဝတ္ထုတွေအနေနဲ့ပေါ့နော်ဒီထက်ပိုပြီးတော့ကောင်းလာအောင်ဘယ်လိုအဆင့်တွေလိုအပ်ချက်တွေရှိတယ်လို့ဆရာမြင်မိပါလဲဘယ်အရာမဆိုပို့ပြီးတော့ development ဖြစ်တယ်ဆိုတဲ့ဟာရှိရပါတော့။ဒါကြောင့်ပဲတဖြည်းဖြည်းနဲ့ကျွန်တော်တို့ရာခေတ်တွေအများကြီးပြောင်းလာပြီးတော့ခေတ်မီတဲ့နေရာကိုရောက်လာ။အဲ့တော့စာပေဆိုတာကြတော့လေယဉ်ကျေးမှုပုံစံတစ်ခုပေါ့နော်။အဲ့စာပေထဲမှာ horror ပေါ့။အဲ့ horror ကိုအဆင့်တစ်ခုရောက်ချင်တယ်ဆိုတာဘယ်အဆင့်လဲဆိုတာကျွန်တော်တို့အရင်ဆုံးစဉ်းစားရအောင် local လား global လားပေါ့နော် local ဆိုလို့ရှိရင် local မှာသတ်မှတ်ထားတဲ့အဆင့်ရှိမှာပေါ့အဲ့အဆင့်ကိုကျွန်တော်တို့ကြောက်အောင်ဘယ်လိုလုပ်ရမလဲပေါ့ဥပမာ global သွားမယ်ဆိုလို့ရှိရင်လဲ global မှာဘယ်လိုမျိုး horror တွေကခေတ်စားနေရလဲအရေးသားတွေကဘယ်လိုပြောင်းလဲသွားလဲအကြောင်းအရာတွေဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုလေ့လာရမှာပေါ့နော်အဲ့တော့ကျွန်တော် local မှာအဆင့်တစ်ခုကြော်ဖို့ဆိုလို့ရှိရင်ကိုကလေ့လာကြည့်ရမှာပေါ့နော်ဘယ် trend တွေကခေတ်စားနေလဲအဲ့ဒါကိုငါကထူးခြားပြီးတော့ပို့ပြီးတော့ develop ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုလုပ်ဖို့လိုတယ် global ဆိုလို့ရှိရင်တော့ global မှာဘာတွေရေးနေဆိုတာ global language နဲ့မှကျွန်တော်ဖတ်လို့ရမှာလေထားပါတော့အင်္ဂလိပ်လိုပဲရှိမယ်ဆိုလို့ရှိရင်ကျွန်တော်ကအင်္ဂလိပ်စာကနေဗမာကိုပြောင်းဖို့အတွက်ဘာသာပြန်ဆိုတာလူလာဆိုတော့ဘာသာပြန်စာပေဆိုတာကျတော့မရှိမဖြစ်အရာတစ်ခုဖြစ်လာပေါ့ဂျားထဲမှာပေါင်းကူပေးမှာပေါ့နော် horror မှရမဟုတ်ဘူးအခြေဝတ္ထုတွေကိုဘယ်လိုမျိုး develop ဖြစ်အောင်လုပ်မလဲနိုင်ငံတကာမှာဘယ်လိုအခြေဝတ္ထုတွေခေတ်စားနေလဲအဲ့လိုမျိုးပဲတမိုင်းနောက်ခံဆိုလို့ရှိရင်လည်းတမိုင်းနောက်ခံအကြောင်းအရာတွေကကမ္ဘာမှာဘယ်လိုမျိုး present လုပ်နေလဲကျွန်တော်တို့ကသူများအိမ်မှာပြက်စင်မီနဲ့ထိန်ထိန်တာနေတဲ့အချိန်မှာကိုယ့်အကူဖျောင်းနိုင်တဲ့နေချင်တယ်ဆိုလို့ရှိရင်လည်းနေပေါ့ဒါကတော့ကိုယ်ရွေးချယ်မှုပဲ